သူတို့တတိလက်လွတ်ဖြစ်သွားသည့်အချိန်မှာပင်ပြိုင်ဘက်ကလော်ကီလောကတွင်အစွမ်းထက်ဆုံးဓာတ်သမားကိုခေါ်ဆောင်လာခဲ့သည်တင်နန်းကျောင်း၏ကျောင်းအုပ်ကထိုသူသည်သူတို့အဖွဲ့ဝင်မဟုတ်သဖြင့်တိုက်ခိုက်ပွဲတွင်မပါဝင်နိုင်ကြောင်းပြောကြားခဲ့တော်လဲပြိုင်ဘက်ကထိုသူမှဖိတ်ကြားထားသောဧည့်သည်တော်ဖြစ်ပြီးပြင်ပလူတစ်ယောက်အဖြစ်ရေးတွဲ၍မရကြောင်းဆိုအတင်းပြောဆိုခဲ့သည်ဒုတိယစီနီယာအကူမှာရှေ့သို့တက်လန်းရန်မှတပါအခြားရွေးချယ်စရာမရှိခဲ့တော့လဲသူသည်ထိုသူကိုမိတို့မြမထိခိုက်စေနိုင်ခဲ့ပေခပ်ဖွက်ဖွက်လေးတွန်းလိုက်ရုံမျှဖြင့်သူသည်နောက်သို့လွင့်ဆင်သွားခဲ့သည်ထိုမင်းကလေးကလီယိုအားပြိုင်ဘက်၏အားနည်းချက်ကိုရှာဖွေပေးရန်တောင်းဆိုခဲ့တော့လဲလီယိုကထိုသူမှာရိုးရိုးအင်အားကိုသာအသုံးပြုထားခြင်းဖြစ်ပြီးဒုတိယစီနီယာအကူ၏ပြိုင်ဘက်မဟုတ်ကြောင်းပြောကြားခဲ့သည်နောက်တကူတွင်ဒုတိယစီနီယာအကူမှာမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်ယခုအခါတွင်မူထိုမင်းကလေးကပင်လီယို၏အကြံပြုချက်မှာကံကောင်း၍မှန်းဆမိခြင်းသာဖြစ်သည်ဟုထင်မြင်သွားခဲ့သည်လီယိုအားပြဿနာများတဲ့သို့ဆွဲမသွင်းမိစေရန်အတွက်ထိုမင်းကလေးသည်သူမ၏ကြောက်စိမ့်ဆွဲပြားကိုချွတ်လိုက်သည်သူမသည်မိမိကိုယ်တိုင်ကသူ၏စစ်ဆက်ထားသူဖြစ်ကြောင်းဖွင့်ဟပြောကြားခဲ့ပြီးသူ့ကိုချက်ချင်းထွက်ခွာသွားရန်ပြောခဲ့သည်သို့တော်လည်းလီယိုသည်သူမကိုကာကွယ်စောင့်ရှောက်ရန်သူ၏ဆရာပြောကြားခဲ့သောစကားများကိုတတိယခဲ့သည်သူသည်သူမအတွက်တိုက်ခိုက်ပေးရန်ဆုံးဖြတ်ခဲ့သည်ဓာတ်သမားကနောက်ဆုံးဆုံးသက်ချက်ကိုပြီးတော့မိအချိန်မှာပင်လီယိုကဓာတ်သွားကိုဖမ်းဆွဲလိုက်သည်ပြိုင်ဘက်ကသူတို့အားအတုံးမကျသောတိုက်ခိုက်ရေးသမားတအူးကိုဆေလွတ်လိုက်သည်ဟုတောင်းပြောင်ခဲ့သည်တင်တန်းကျောင်းသားများကပင်လီယိုအားထွက်သွားရန်ပြောကြားခဲ့ပြီးသူသည်သူတို့ကိုဆွဲချရုံသာရှိလိမ့်မည်ဟုပြောဆိုခဲ့ကြသည်လီယိုအတွက်မမျှော်လင့်ထားသည့်အချက်မှာထိုတိုက်ခိုက်မှုများကနှိကွေးလာသောရုပ်ရှင်ပြကွက်များကဲ့သို့ဖြစ်နေခြင်းပင်ဖြစ်သည်မိသူများသူ့ကိုမထိခိုက်နိုင်ခဲ့ကြပေထို့နောက်လက်သီးတစ်ချက်တည်းဖြင့်ပင်ပြိုင်ဘက်ကိုလွတ်ထွက်သွားစေခဲ့သည်လူတိုင်းအလွန်တရာဝမ်းမြောက်ပျော်ရွှင်နေကြစဉ်မှာပင်ရုတ်တရက်တစ္ဆာဖောက်ကမင်းကလေး၏ဖခင်ကိုတိုက်ခိုက်ခဲ့သည်လီယိုကအချိန်မီတားဆီးနိုင်ခဲ့ပြီးသူ့ကိုနှိမ်နင်းနိုင်ခဲ့သည်နောက်ဆုံးတွင်မူလီယိုသည်သူ၏စစ်ဆက်ထားသူကိုရှာဖွေတွေ့ရှိသွားခဲ့သည်